မင်္ဂလာပါ Revolutionary Kangaroos တော်လန်သောတာဖိုက်ကောင်များ channel မှာကြိုဆိုပါရစေဒီတစ်ပတ်မှာကျွန်တော်အလုပ်ကိုင်ခွင့်လန်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတစ်ခုမျှဝေချင်ပါတယ်အဲ့ဒါကတော့ bus driver job bus ကားမောင်းတဲ့အလုပ်ပါလက်ရှိလဲကျွန်တော်က Australia နိုင်ငံ Sydney မြို့မှာ bus မောင်းနေပါတယ်အဲ့တော့ဒီဗီဒီယိုလေးက Australia နိုင်ငံကိုတော်လန်ရေးကြောင့်ရောက်လာကြတဲ့ညီကိုမောင်နှမတွေအခုမှစပြီးတော့အခြေချမဲ့ညီကိုမောင်နှမတွေအတွက်ဒီဗီဒီယိုလေးကတစုံတစ်ခုအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့စလိုက်အောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ Facebook channel YouTube channel လေးကို like follow subscribe လုပ်ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီ bus driver အလုပ်ရအောင်နောက်ပြီးတော့ကျွန်တော်အခုလိုမျိုးပြန်ပြီးတော့မျှဝေနိုင်အောင်ကူညီပေးကြတဲ့ညီကိုတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ပထမဆုံးကိုနန်းဦးနဲ့ခင်တယ်ကိုနန်းဦးကနေတစ်ဆင့်ကိုဒေးဗစ်ကိုမိတ်ဆက်ပေးတယ်ကိုဒေးဗစ်ကနေတစ်ဆင့်ကိုတိမ်မိုးလွင်ကနေတစ်ဆင့်ကိုကျော်ကိုပေါ့နော်လက်ရှိ bus မောင်းနေကြတဲ့ကိုကျော်ကိုမြတ်ကိုတို့ပေါ့နော်ကိုကျော်ကိုကနေတစ်ဆင့်ကိုမြတ်ကိုအဲ့လိုနဲ့ဒီညီကိုတွေကနေကျွန်တော်ဝိုင်းဝန်းကူညီပေးတဲ့အတွက်ကျွန်တော်အခုလိုဘူးဒီ bus driver job နဲ့ပတ်သက်တဲ့ဘူးတူတာရတယ်ပြီးတော့ကျွန်တော်ဒီအလုပ်ကိုလုပ်ကိုင်နိုင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ bus driver job ကိုလုပ်မယ်ဆိုရင်ကျွန်တော် Australia နိုင်ငံမှာ full license ပေါ့နော်ကျွန်တော်တို့ full license C class ကိုတစ်နှစ်တိကန်ဆောင်ထားရမှာဖြစ်ပါတယ်အဲ့တော့ full license ကိုရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်အခုမှစရောက်တဲ့လူတွေအနေနဲ့ကျွန်တော်တို့နှစ်မျိုးနှစ်စားတော့꿰သွားမှာပေါ့နော်အရင်တော့ခင်ဗျားကမြန်မာနိုင်ငံမှာပဲဖြစ်စေတခြားနိုင်ငံတစ်ခုခုမှာပဲဖြစ်စေကားမောင်းခဲ့ဘူးတယ်ရှင်မောင်း license လည်းရှိခဲ့ဘူးတယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီနိုင်ငံတစ်ခုခုက license ကို Australia နိုင်ငံ license ပြောင်းလဲလို့ရမှာဖြစ်ပါတယ်အဲ့လိုပြောင်းလဲတဲ့နေရာမှာလည်းကျွန်တော်ချက်ချင်းပြောင်းလဲလို့မရဘူးအရင်ဦးဆုံးကျွန်တော်စာတွေးဖြေရမယ်စာတွေးအောင်ရမယ်အဲ့စာတွေးအောင်ပြီးသွားရင်ကျွန်တော်လက်တွေ့သွားဖြေရတယ်လက်တွေ့လည်းအောင်ရမယ်အဲ့နှစ်ခုလုံးအောင်မှကျွန်တော်တို့တခြားနိုင်ငံတစ်ခုခုက license ကို Australia license အဖြစ်နဲ့ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒါကနီလန်တစ်ခုပေါ့နော်အကယ်၍ခင်ဗျားမှာကားမောင်းတဲ့အတွေ့အကြုံလည်းမရှိဘူးအကယ်၍ကားမောင်းတဲ့အတွေ့အကြုံရှိတယ်ဆိုလို့ရှိရင်တော့ခင်ဗျားမှာရေမောင်း license မရှိဘူးဆိုရင်တော့ဒီနိုင်ငံမှာအောက်ဆုံးအဆင့်ကနေပြန်စရမှာပေါ့နော်အောက်ဆုံးအဆင့်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မောင်းတယ်ပေါ့ဒီမှာဆိုရင်တူတူပဲပေါ့နော်မောင်းတယ်ပဲပေါ့လမ်းနာပေါ့အဲ့တော့လမ်းနာကကျွန်တော်တို့အရင်ဦးဆုံးစာတွေးဖြေရမယ်စာတွေးဖြေပြီးသွားရင်ကျွန်တော်တို့ instructor ပေါ့နော်ဒီ license ရထားတဲ့ instructor တွေရောက်စီမှာကျွန်တော်ကားမောင်းသင်ရမယ်မဟုတ်လဲခင်ဗျားတို့သင်ပေးမဲ့ပေါ့နော်ကားမောင်းတက်တဲ့လူတယောက်ရှိရင်လည်းသူတို့စီမှာသင်ပေါ့သင်ပြီးွားရင်ကျွန်တော်တို့လက်တွေ့သွားမောင်းပြရမယ်အဲ့အနေမှာတစ်ဆင့်ကျွန်တော်တို့ P1 P2 ကျွန်တော်တို့လမ်းနာနေပြီးတော့လမ်းနာပြီးရင် P1 ပြီးရင် P2 နောက်ဆုံးအဆင့်မှာ full license ပေါ့နော်အဲ့တော့ကျွန်တော်တို့ P1 P2 ဆိုတာအလွယ်ပြောရင်ကျွန်တော် P အနီတို့ P အစိမ်းတို့ပြောတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကြော်ဖြတ်ပြီးမှနောက်ဆုံး full license ကိုရမှာဖြစ်ပါတယ်အဲ့ဒီ full license C class ကိုရရင်ကျွန်တော်တို့12ရောက်ထိုင်ကားအထိကျွန်တော်တို့မောင်းနေဝင်ရှိမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကျွန်တော် full license C class ကိုတစ်နှစ်တိကန်ဆောင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ bus driver job ကိုကျွန်တော် apply လုပ်ဖို့စပြီးစူးစမ်းလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တစ်ဆင့်ချင်းစီကိုအသေးစိတ်လေးကျွန်တော်ရှင်းပြပေးပါမယ်ပထမအဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ဘယ် company မှာကျွန်တော်အလုပ်လုပ်မလဲဆိုတာကိုအရင်ဆုံးရှားရပါတယ်အဲ့တော့ company ဒီကျွန်တော်တို့ Australia ကျွန်တော်နေတဲ့ပြည်နယ်က New South Wales ပေါ့နော်ဒီ New South Wales ပြည်နယ်မှာ company ပေါင်း900နီးပါးလောက်ရှိပါတယ်ပြီးတော့နေ့စဉ် bus အစီးအရေအတွက်က6500လောက်ကျွန်တော်တို့ပြေးဆွဲနေပါတယ်အဲ့တော့ကျွန်တော်ကတော့လောလောဆယ်မှာဒီ transit system ဆိုတဲ့ company မှာကျွန်တော်မောင်းနေတယ်အဲ့ company ကဒီ New South Wales မှာဆိုလို့ရှိရင်တော့ဒီအကြီးဆုံး company လို့ကျွန်တော်တို့ Google မှာရှာတာတော့အကြီးဆုံး company လို့ပြောထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်ဘယ် company မှာပဲရှောက်ဘယ်မှာပဲလုပ်ကျွန်တော်တို့အားလုံးကတော့စင်တူရိုးမလေးကြီးပဲပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့အလုပ်လျှောက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ transit system ဆိုတဲ့ company မှာ transit academy ဆိုတဲ့သင်တန်းကျောင်းလေးရှိတယ်အဲ့ဒီသင်တန်းကျောင်းက website တစ်ခုအနေနဲ့ရှိတယ်ပေါ့နော်အဲ့ဒီ website လိပ်စာကကျွန်တော်ဒီ description မှာလည်းကျွန်တော်ရေးပေးထားမယ်ပေါ့နော်အဲ့တော့ www.transitacademy.com.au ပေါ့နော်အဲ့ကိုကျွန်တော်တို့သွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ website ထဲမှာဘာတွေ့ရလဲဆို inquiry ပေါ့နော်ကျွန်တော်စပြီးတော့inquiry လုပ်မှာလားပေါ့
အဲ့မှာကျွန်တော်တို့ program နှစ်ခုရှိတယ်အဲ့ program နှစ်ခုက bus driver ready program နဲ့နောက်တစ်ခုက accelerated ready driver ready program ပေါ့နော်အဲ့နှစ်ခုရှိရပေါ့အဲ့မှာကျွန်တော်တို့ကအောက်ကတစ်ခုကတော့ကျွန်တော်တို့နဲ့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုမှဒီနိုင်ငံကိုစရောက်တာပြီးတော့ကျွန်တော်တို့မှာရိုးရိုးကားလိုင်စင်လေးပဲရှိတယ်ကျွန်တော်တို့မှာ HR license တို့ဘာလို့လဲမရှိသေးဘူးအဲ့အတွက်ကျွန်တော်တို့ကပထမ program ကိုရွေးရမယ်ပထမ program မှာကျွန်တော်တို့ဘာလို့လဲဆိုရင် no experience necessary ကျွန်တော်တို့ဘာအတွေ့အကြုံမှမလိုဘူးပြီးလို့ရှိရင်တန်မှန်ကားလိုင်စင်ကိုပဲသူက upgrade လုပ်ပေးမှာကျန်တဲ့ဟာဘာမှမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ program ကိုကျွန်တော်တို့ကဒီ Google Stats ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အောက်မှာ first name last name email ပြီး phone number ပေါ့နော်ဒါတွေဖြည့်ရတယ်ပေါ့ထုံးစံတိုင်းပဲအဲ့ဒါအားလုံးဖြည့်ပြီးရင်ကျွန်တော် course ရွေးရတယ် course မှာကျွန်တော်တို့ခုန program တစ်ခု option တစ်ခုတွေ့လိမ့်မယ်အဲ့မှာကျွန်တော်တို့ကဒီပထမ program တစ်ခုရွေးမယ်ရွေးပြီးွားတာနဲ့ကျွန်တော်တို့ဒီ location ရွေးမယ်ပေါ့နော်ဥပမာခင်ဗျားနေတာက New South Wales မှာလားဒါမှမဟုတ် Queensland မှာလားဘယ်မှာလဲပေါ့နော်ခင်ဗျားရွေးရမယ်ရွေးပြီးွားရင်ကိုနေတဲ့ရက်ကွက်နဲ့အနီးဆုံးမှာရှိတဲ့ဓာတ်ပေါ့နော်ကိုနေတဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ဓာတ်ပေါ့ကိုလည်းကျွန်တော်ရွေးဖို့လိုတယ်အဲ့ဒါရွေးပြီးွားရင်ကျွန်တော်တို့ agree လုပ်ပြီးတော့ submit လုပ်လိုက်တာနဲ့ဒါကျွန်တော် apply လုပ်ပြီးသွားပြီပေါ့နော်အဲ့မှာအရေးကြီးတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အဲ့လို apply လုပ်ပြီးတိုင်းကျွန်တော်တို့အလုပ်ခေါ်တယ်ဆိုတာကျွန်တော်တို့လူတိုင်းကိုတော့အဲ့လိုမျိုးခေါ်တယ်လို့ကျွန်တော်မကြားဘူးအဲ့တော့ခင်ဗျားပထမတစ်ပတ်စောင့်ကြည့်လိုက်ဒါမှမဟုတ်ခင်ဗျား2ပတ်လောက်အချိန်ရရင်2ပတ်လောက်စောင့်ကြည့်လိုက်ပေါ့နော်စောင့်ကြည့်ပြီးသွားရင်အဲ့ဒါမှသူတို့ဘက်ကဘာမှအကြောင်းမပြန်လာဘူးဆိုရင်အဲ့ဒီ transit system ဆိုတဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပါအဲ့ဒါ Google မှာအလွယ်တကူရှာလို့ရတယ်ရှာလို့မတွေ့လဲကြိုက်တဲ့ဓာတ်ပေါ့ကိုဖုန်းဆက်လိုက်အဲ့ဒီ Google မှာတွေ့သမျှဖုန်းနံပါတ်တစ်ခုခုဆက်လိုက်လို့အဘက်ကကန်ရင်အဲ့ခင်ဗျားဒီအလုပ်အတွက်ကို apply လုပ်ထားတယ်ဘာစာမပြန်မလာဘူး email နဲ့အဲ့ဒါကြောင့်မလို့အခုလိုဖုန်းဆက်ရတာပါဆိုပြီးတော့ပြောလိုက်ရင်သူတို့ဘက်ကအဲ့နာမည်တွေ email တွေဖုန်းနံပါတ်တွေမေးလိမ့်မယ်သူတို့စီမှာရောက်နေတဲ့သူတွေကမှခင်ဗျားကိုရွေးပြီးတော့အဲ့သိမကြခင်မှာပဲပြန်ပြီးတော့စာပြန်တာတို့တစုံတစ်ခုပြန်ပြီးတော့ရမယ်ကျွန်တော်တို့ကတော့ရခဲ့တယ်ပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်တို့ဖုန်းဆက်တဲ့အချိန်မှာလည်းအကယ်၍ဒီအင်္ဂလိပ်စာကိုကောင်းကောင်းပြောဖို့အဆင်မပြေဘူးဆိုလို့ရှိရင်တစုံတစ်ယောက်ကိုအခုညီတောင်းပြီးတော့ပြောလို့ရတယ်ပေါ့နော်ကဲအဲ့တော့ပထမဆုံးအဆင့် apply လုပ်လို့ပြီးသွားပြီသူတို့ဘက်ကစာပြန်ပို့တယ်ဆိုရင်သူတို့ကအရင်ဆုံး interview ခေါ်လိမ့်မယ်အဲ့ interview ကကျွန်တော်တို့ group interview ပေါ့နော်လူတွေအများကြီးပဲအယောက်20ဖြစ်မယ်15ယောက်ဖြစ်မယ်18ယောက်ဖြစ်မယ်မသိဘူးအဲ့ group တစ်ခုကိုခေါ်ပြီးတော့ interview တယ်အဲ့တော့အဲ့လောက်လူအများကြီးကိုတယောက်ချင်းစီ interview မပြုနိုင်ဘူးမပြုနိုင်တဲ့အတွက်သူကဘာလုပ်ရလဲဆိုတော့စာရွက်လေးတယောက်ကိုတရွက်စီပေးတယ်အဲ့စာရွက်လေးမှာမေးခွန်းတွေပါတယ်အဲ့မေးခွန်းလေးတွေကိုကျွန်တော်တို့ဖြေရတယ်ပြီးတော့ခင်ဗျားရဲ့ရင်မောင်းလိုင်စင်ကိုထုတ်ပေးရတယ်အဲ့ရင်မောင်းလိုင်စင်ကိုသူတို့ copy ယူတယ်ပြီးရင်ခင်ဗျားရဲ့မေးခွန်းနဲ့တွဲပြီးသူတို့သိမ်းတယ်ပေါ့နော်အဲ့သိမ်းမကြခင်မှာပဲသူကနောက်တစ်ဆင့်ကိုတက်ပြီးတက်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ bus driver authority course ပေါ့နော်အဲ့ကျွန်တော်တို့ bus မောင်းလို့ရှိရင်ကျွန်တော်တို့မှာ bus driver authority card ဆိုတာရှိရတယ်အဲ့ဒီ card ကိုရဖို့အတွက်က bus driver authority course ဆိုတဲ့ကျွန်တော်စာတွေ့ဖြည့်ရတယ်အဲ့ bus driver authority course ဖြည့်ဖို့အတွက်ကလည်းသူတို့အားလုံးစီစဉ်ပေးတာ link တွေလိုက်ပြီးတော့သူတို့ပို့ပေးတဲ့ email ကိုလိုက်ပြီးနှိပ်ပြီးတော့ဖြည့်လိုက်ရုံပဲအဆင်ပြေတယ်အဲ့ဒါလည်း online ပဲဖြည့်ပြီးတော့ online ပဲ certificate ထုတ်ပေးတာမြေပြင်မှာတော့ဖြည့်စရာမလိုဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးဖြည့်ရမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကျမ်းမာရေးစစ်ရမယ်ပေါ့နော်ကျမ်းမာရေးစစ်တာကလည်းသူတို့ဒီစေကန်တစ်ခုနဲ့သူတို့ချိတ်ပေးတယ်သူတို့နဲ့ချိတ်တာစေကန်ပေါ့နော်အဲ့စေကန်နဲ့သူတို့ချိတ်ပေးတယ်အဲ့မှာသွားပြီးတော့သူတို့ booking လုပ်ပေးတာကိုသွားပြီးတော့ကိုကအစစ်ဆေးခံလိုက်အဲ့ဒီမှာအထူးသဖြင့်မျက်စိစစ်တယ်နားစစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ motion နဲ့ပတ်သက်တဲ့ error ရှိမရှိကျွန်တော်တို့စစ်တယ်အဓိကခင်ဗျားကဘာယောဂရှိနေလဲဆိုရင်စိတ်မှတ်တမ်းပေါ့နော်ဒီနိုင်ငံမှာကကိုယ်မှာရှိတဲ့ယောဂတွေကိုယ့်ရဲ့ပြဿနာတွေအားလုံးကစိတ်မှတ်တမ်းထဲမှာရှိနေတယ်လိန်လို့မရတာဖြစ်တဲ့အတွက်ဥပမာဒီမျက်မှန်တက်ရတယ်ပေါ့နော်ဒီမျက်မှန်တက်ရတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမျက်မှန်ဆိုင်မှာဒီ
မျက်လုံးနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူတွေစီကနေပြီးတော့ဒီ bus မောင်းမှုအတွက် certificate တော့ယူရတယ်နောက်တစ်ခုကကျွန်တော်တို့ယောဂပေါ့နော်ဥပမာကျွန်တော်ဆိုလို့ရှိရင်သွေးတိုးရှိရယ်သွေးတိုးရှိတော့သူတို့ကသွေးတိုးရှိရင်သွေးတိုးတာဆိုးဆိုးဝါးရှိရယ်ဆိုလို့ရှိရင်ကားမောင်းဒီ bus မောင်းလို့မရဘူး bus မောင်းလို့မရရင်ကျွန်တော်တို့သူကဆရာဝန်စီကထောက်ခံစာတောင်းတယ်အဲ့တော့ကိုယ့်ရဲ့ GP ပေါ့နော်ကိုယ့်ရဲ့ဆရာဝန်ရှင်သူစီမှာသွားပြီးတော့တောင်းပါအကယ်၍သူကမပေးနိုင်လို့ဆိုရင် specialist ကိုလွှဲလိမ့်မယ်အဲ့ specialist ကနေမှဒီ bus မောင်းဖို့အတွက်ထောက်ခံစာရေးပေးလိမ့်မယ်ဆိုတော့အဲ့ဒီထောက်ခံစာတွေရပြီဆိုရင်ကျွန်တော်တို့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့bus မောင်းမှုအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေတော့ okay ပြီပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်ဘာရှိသေးလဲဆိုတော့ working with children check ပေါ့နော်ဒီကလေးတွေနဲ့အလုပ်လုပ်တဲ့ကလေးဒီကျွန်တော်တို့က bus မောင်းတဲ့အချိန်မှာကျွန်တော်ចောင်းသားចောင်းသူလေးတွေကိုလည်းတင်ရတာဟုတ်အဲ့တော့သူတို့တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအလုပ်လုပ်ရလဲဆိုတဲ့ဟာကျွန်တော်စာမွေးဖြည့်ရတယ်အဲ့ဒါကလည်းကျွန်တော်တို့certificate ထုတ်ပေးတယ်ပေါ့နော်အဲ့ဒီ certificate လေးလိုတယ်နောက်ပြီးရင်ကျွန်တော် background check ပေါ့နော်ဒါကတော့ဘယ်လို့မဆိုကျွန်တော် background check လိုတယ်ကျွန်တော်တို့အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံမှာဆိုပြစ်မှုကင်းရှင်းကြောင်းပေါ့နော်ထောက်ခံလာပေါ့အဲ့ဒါကလည်း yes scan သွားပြီးတော့လုပ်စရာမလိုဘူးဘယ်မှာမှသွားပြီးတော့မှဌာနဆိုင်ရာမှာသွားလုပ်စရာမလို online မှာပဲကိုယ့်ရဲ့နာမည်တွေဘာတွေအကုန်လုံးထည့်ပြီးတော့ဒီ bus မောင်းမှုအတွက်ဆိုပြီးတော့လုပ်လို့ရတယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့အရာအားလုံးပေါ့နော်ဒီအစစ်အရာအားလုံးကပတ်စံပြားမှမကုန်ဘူးအဲ့ဒါတွေသွားလုံနေတဲ့အချိန်မှာတော့မှကျွန်တော်တို့ကိုလာစာပေးထားအောင်ပါကျွန်တော်တို့အခုလက်ရှိမောင်းနေတဲ့ driver တွေလိုပဲလာစာပေးထားမှာအဲ့အစစ်တွေအတွက်လည်းပတ်စံမကုန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ background check ရပြီကျွန်တော်တို့ကျမ်းမာရေးလည်းကောင်းတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ interview မှာလည်းကျွန်တော်တို့အဆင်ပြေတယ်အဲ့တော့အားလုံးအဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောတဲ့ full license ကိုကျွန်တော်တို့ HR license ပြောင်းရတယ် HR license ပြောင်းတော့ကျွန်တော်တို့ကဒီရိုးရိုး C class license ကနေပြီးတော့မှဒီ heavy vehicle ပေါ့နော် heavy vehicle license ကိုပြောင်းရတယ်ပြောင်းတဲ့အခါမှာလည်းကျွန်တော်တို့စာတွေးနဲ့လက်တွေနှစ်ခုကျွန်တော်တို့ပြန်ပြီးတော့ဖြည့်ရတယ်အဲ့တော့စာတွေးရတော့ကိုယ့်ဘာကိုလေ့ကျင့်ပြီးတော့ဖြည့်လို့ရတယ်ဒါပေမဲ့လက်တွေမှာတော့ကျွန်တော်တို့တင်တန်းချောင်းသွားတက်ရတယ်အဲ့တင်တန်းချောင်းကတစ်ရက်ပဲတက်ရတယ်မနက်ပိုင်းမှာကျွန်တော်တို့သင်ပေးတယ်ဥပမာ truck car တစ်စီးနဲ့ပေါ့ဗျာ truck car တစ်စီးနဲ့ကျွန်တော်တို့သင်ပေးတယ်မနက်တစ်ပိုင်းလုံးပတ်မောင်းတယ်ပေါ့ပတ်မောင်းပြီးတော့သူသင်ပေးတယ်သင်ပေးပြီးွားတာနဲ့ညနေရောက်လို့ရှိရင်ကျွန်တော်တို့သူကစာမွေးစစ်တယ်စာမွေးစစ်တာကလည်း2ယောက်တည်းပဲစစ်တဲ့သူနဲ့အစစ်ခံတဲ့သူပြီးရင်ကင်မရာတက်ထားတယ်ပြီးရင်ကျွန်တော်တို့စစ်တယ်စစ်ပြီးသွားလို့ရှိရင်အဲ့ကင်မရာအဲ့စစ်တဲ့သူကကျွန်တော်တို့အောင်ရှုံးသတ်မှတ်ပေးတယ်ပြီးရင်ကျွန်တော်တို့စာရွက်တွေထုတ်ပေးလိုက်တယ်အဲ့စာရွက်ကိုကင်ပြီးတော့ကျွန်တော်တို့ license သွားထုတ်ရုံပဲအဲ့တော့အဲ့ဒါကြီးအားလုံးပြီးသွားပြီဆိုခဲ့ရင်တော့ကျွန်တော်တို့က driving record ပေါ့နော်ကျွန်တော်တို့မှာအရေးကြီးဆုံးအဆင့်တစ်ခုရှိတယ်အဲ့ဒါက driving record အဲ့ driving record ကဥမာခင်ဗျားကဒီနိုင်ငံမှာတစ်နှစ်ပဲရှိသေးရဲ့နေတာဘာလို့လဲဆိုတော့ခင်ဗျား license ကင်ထားတယ်တစ်နှစ်ပဲရှိသေးတယ်သို့မဟုတ်ခင်ဗျားလမ်းနားနေစပြီးတော့မောင်းခဲ့တာဆိုလို့ရှိရင်လည်းခင်ဗျားမောင်းခဲ့တဲ့တစ်လျှောက်လုံးရဲ့အနည်းဆုံးသူက9နှစ်ပေးရတယ်အဲ့တော့9နှစ်တာ driving record ကိုသူတို့တောင်းတယ်မဖြစ်မနေပေးရတယ်အဲ့တော့ Australia ကိုရောက်တာ9နှစ်မပြည့်သေးဘူးတစ်နှစ်ပဲရှိသေးတယ်2နှစ်ပဲရှိသေးတယ်ဆိုရင်ကျွန်တော်တို့ကနောက်ထပ်လိုအပ်တဲ့နှစ်တွေကိုကိုနေထိုင်ခဲ့တဲ့တိုင်းပြည်တစ်ခုခုပေါ့နော်ကို driving ကိုမောင်းခဲ့တဲ့တိုင်းပြည်တစ်ခုခုကနေပြီးတော့ပြန်ယူပေးရတယ်အဲ့တော့ Australia နိုင်ငံမှာပဲလမ်းနားကနေစပြီးတော့ full license ရတဲ့ထိယူထားတဲ့သူဆိုလို့ရှိရင်တော့အချိန်တိုင်းတာက9နှစ်အဲ့လိုမျိုးကြာမှာပေါ့နော်9နှစ်ထပ်ကုန်ကြာအောင်မှာပေါ့အဲ့အတွက် driving record စိုးရင်စရာမလို Australia မှာပဲယူလို့ရတယ်ဒါပေမဲ့ overseas license ကိုပြောင်းထားတဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့ driving record က logo လိုတယ်အဲ့တော့ကိုနေထိုင်တဲ့ကိုကဥမာယူရီးယားမှာကားမောင်းခဲ့တာလားယူရီးယား license နဲ့လားဒါမှမဟုတ်မြန်မာနိုင်ငံ license လားအဲ့ဒါအရင်ရေးကြည့်ပါတယ် driving record လှမ်းပြီးတော့တောင်းပါအကယ်၍အဲ့နေရာလေးမှာတောင်းလို့မရတာမျိုးပြီးကျွန်တော်တို့ driving record ဆိုတာကျွန်တော်နိုင်ငံမှာလည်းအစင်လာမရှိဘူးပေါ့နော်အဲ့လိုမရှိတာမျိုးရှိတတ်တယ်အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်တို့အဲ့လိုမျိုးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာတော့ကျွန်တော်တို့ဒီ transport news software ကိုဖုန်းဆက်ပြီးတော့မေးပါသူတို့ကနေပြီးတော့ guideline ပြောပြပါလိမ့်မယ်အကယ်၍ကျွန်တော်သိချင်တယ်ဆိုလည်းကျွန်တော်လာမေးလည်းရပါတယ်
အဲ့တော့ okay အဲ့ဆိုကျွန်တော်တို့က driving record 9နှစ်တာလည်းရှိပြီကျမကြီးလည်းကောင်းတယ် HR license ကိုလည်းကျွန်တော်တို့ပြောင်းပြီးပြီအဲ့အဆင့်တွေအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့က bus driver authority card ဆိုတာထွက်လာပါတယ်အဲ့တော့ခင်ဗျားမှာ HR license လည်းကင်ဆောင်ထားတယ်နောက်ပြီးတော့ bus driver authority card bus မောင်းနှင်ခွင့်ကတ်လည်းခင်ဗျားမှာရှိပြီဆိုလို့ရှိရင်ကုမ္ပဏီကစပြီးတော့ခင်ဗျားကို training ပေးပါတယ်အရင်ဆုံးလူတင်ပြီးတော့တန်းမောင်းလို့ရတာမျိုးမဟုတ်ပါဘူးအရင်ဆုံး training ပေးပါတယ်အဲ့ဒါကလည်းကျွန်တော်တို့ဒီ license ရထားတဲ့ trainer တွေပေါ့နော်အဲ့ trainer တွေကနေပြီးတော့ကျွန်တော်တို့ train ပါတယ်လမ်းပေါ်မှာ bus ကိုဘယ်လိုမောင်းရတယ်ဘယ်လိုအယူဆနဲ့မောင်းရတယ်ဘယ်လို calculation လုပ်ရတယ် bus ကတော်တော်ကြီးပါတယ်အဲ့ကြီးတဲ့ bus ကြီးကိုကျွန်တော်တို့ calculation ဘယ်လိုလုပ်ရတယ်ပြီးရင်အကွေ့တွေပါစသဖြင့်ပေါ့နော်အဲ့ဒါကြီးကိုတကယ်ကိုတော်ပါတယ် trainer တွေအားလုံးကအဲ့ဒီမှာလည်းသတိထားစရာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ trainer တွေကခင်ဗျားမောင်းနေတာကို trainer တွေကဘေးမှာထိုင်ပြီးတော့လိုက်တဲ့အချိန်မှာသူတို့လက်ထဲမှာ brake လည်းမရှိဘူးဘာမှလည်းမရှိဘူးသူတို့ပါဇက်က brake ပဲခင်ဗျားကအရင်တော့ကားမောင်းဘယ်လောက်ထိကျွမ်းကျင်ခဲ့ bus မောင်းတာလည်းမတူပါဘူးမတူတဲ့အတွက်သူတို့ကစိုးရိမ်တယ်ခင်ဗျားတစ်ခုသွားတိုက်မှာသူများကိုသွားပြီးတော့တိုက်မှာတစ်ခုအရာဝတ္ထုတစ်ခုနဲ့တိုက်ပြီးမှစိုးရိမ်တဲ့အတွက်သူတို့ကလေးတန်းမာရင်မာမယ်ခင်ဗျားကိုတတိထားမိအောင်အော်ပြောတာမျိုးရှိမယ်အဲ့ဒီအစ်စ်မှာကျွန်တော်တို့ trainer တွေနဲ့ပြဿနာတက်ပြီးတော့ထွက်သွားကြတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ဒါကိုလည်းခင်ဗျာသိခံရမယ်ဘာလို့လဲဆိုတော့သူတို့ကခင်ဗျာကိုချစ်ချင်းမုန်းချင်းမရှိဘူးသူတို့အလုပ်သူတို့လုပ်နေတာပြီးရင်ခင်ဗျာတေချာလမ်းပေါ်မှာတယောက်တည်းမောင်းတဲ့အချိန်ကြလို့ရှိရင်တေချာမောင်းတက်အောင်သူတို့ကသင်ပေးနေရခင်ဗျာကိုအဲ့လိုဆရာကြီးလုပ်ပြီးအော်ဟစ်ပြီးပြောနေတာမဟုတ်ဘူးအဲ့ဒါကိုလည်းသူတို့ခင်ဗျာကိုတေချာရှင်းပြလိမ့်မယ်โอเคအဲ့တော့ကျွန်တော်တို့ကခုနကအဲ့ဒါတွေကျွန်တော်တို့လုပ်နေတဲ့အချိန်တွင်းမှာပဲကျွန်တော်တို့ကုမ္ပဏီကဘာတွေလိုက်ပြသေးလဲဆိုတော့ကျွန်တော်တို့ဒီ dashboard တွေပေါ့နော်ဒီ new software မှာရှိတဲ့ dashboard တွေကိုဒီ Sydney ပေါ့နော် Sydney area မှာရှိတဲ့ dashboard တွေကိုကျွန်တော်တို့လိုက်ပြတယ်အဲ့ dashboard တွေတစ်ခုချင်းစီကျွန်တော်တို့သွားပြီးလိုက်လေရတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျာ bus driver တယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဘယ် dashboard မှာမဆိုခင်ဗျာလုံးနိုင်ရမယ်ဘယ် dashboard ရဲ့အလုပ်ကိုမဆိုကျွန်တော်တို့ကုမ္ပဏီကခိုင်းလို့ရှိရင်ခင်ဗျာချက်ချင်းသွားလုပ်နိုင်ရမယ်အဲ့အတွက်ဘယ် dashboard မှာကတော့ကျွန်တော်တို့เนาะဟိုထမင်းစားခိုင်းရဘာနာမှရှိတယ်အိမ်သားကဘာနာမှရှိတယ် bus ကိုဘာနာမှယူရတယ် C ကိုဘာနာမှဖြည့်ရတယ်စသဖြင့်အဲ့ဒါကြီးအားလုံးခင်ဗျာလေ့လာထားရမယ်ပြီးတော့အဲ့ဒီကျွန်တော်တို့ dashboard တွေကိုဘယ်လိုသွားရဲဆိုတဲ့လမ်းကြောင်းလေးလည်းသိရမယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးအတွက်ကိုအဲ့ dashboard intention ဆိုပြီးတော့ကျွန်တော်တို့လိုက်ပြပါလိမ့်မယ်ခင်ဗျားတို့ဝင်တယ်ခင်ဗျားတို့လိုက်ပြလိမ့်မယ်အဲ့တော့ okay အဲ့ဒီအဆင့်တွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ trainer နဲ့တွေ့ပြီးအဲ့လို training လုပ်မယ်ပေါ့နော်အဲ့လို training လုပ်ရင်းနဲ့အဲ့ training လုပ်တဲ့ကာလကတစ်ပတ်နှစ်ပတ်တစ်လအများကြီးကြာနိုင်တယ်ဘာလို့လဲဆိုတော့ခင်ဗျာအဲ့ဒါခင်ဗျာဘုံမှာမူတည်တာပေါ့နော်ခင်ဗျာဘယ်လောက်ထိကျွမ်းလဲခင်ဗျာလုံးဝအရန်ကိုကျွမ်းကျင်နေတယ်ဆိုလို့ရှိရင်တစ်ပတ်ထဲနဲ့ခင်ဗျာလွတ်လိုက်လိမ့်မယ်မကျွမ်းကျင်ဘူးဆိုလို့ရှိရင်နှစ်ပတ်မကျွမ်းကျင်ဘူး3ပတ်4ပတ်စသဖြင့်ရှိမှာပေါ့နော်အဲ့တော့အဲ့ဒီ trainer နဲ့နှစ်ယောက်တည်း train တဲ့အဆင့်ကနေပြီးတော့ခင်ဗျာကြော်သွားပြီဆိုလို့ရှိရင် body training ဆိုတာထပ်ပြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့လမ်းပေါ်မှာလူတကယ်တင်ပြီလမ်းပေါ်မှာလူတွေတကယ်လိုက်တင်ပြီတကယ်ကိုမောင်းနေတဲ့ပုံစံတိုင်းမောင်းပြီဒါပေမဲ့ဘေးမှာ trainer တယောက်ပါတယ်လူဘယ်လိုတင်ရတယ်ဘယ်လိုချရတယ်ဘယ်လိုလုပ်ရတယ်စသဖြင့်အဲ့ဒါကြီးသူကပြောပြတယ်အဲ့ဒါကလည်းခင်ဗျာဘယ်လောက်ထိမြန်တက်မြောက်လဲပုံမှာမူတည်ပြီးတော့တစ်ပတ်နှစ်ပတ်စသဖြင့်ကြာတတ်တယ်အဲ့ဒါကြီးအားလုံးပြီးသွားရင်တော့ဟိုခင်ဗျာတယောက်တည်းမောင်းတဲ့ဟို bus driver တယောက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ bus driver တယောက်က Australia ဒီ Sydney မှာဘယ်လောက်ရလဲပေါ့ဝင်ငွေဘယ်လောက်ရလဲဆိုတာတစ်ဆက်တည်းပြောရရင်ကျွန်တော်တို့30နဲ့တနာရီကို$34ကနေ40အဲ့ဒီဂျားမှာရပါတယ်မတူဘူးပေါ့နော်ဒီကျွန်တော်တို့ခမ ဝင်လိုက်တဲ့ဓာတ်ပေါ်ခမမောင်းနေတဲ့လမ်းကြောင်းအဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးကွဲသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ပြီးရင်ဘာအကျိုးခံစား권တွေရလဲဆိုရင်ကျွန်တော်တို့ဒီဆက်စချင်းဝင်တာနဲ့ခင်ဗျာ full time permanent လို့ပဲခင်ဗျာစစ်ကောရမယ်ကျွန်တော် sickly ရမယ် annually ရမယ် sickly ဆိုတာနေမကောင်းရင်ပြတ်ပတ်စံရမယ် annually ဆိုတာခင်ဗျာတနေ့ရောက်သွားကြရှင် annually ယူလို့ရတယ်အဲ့ဒါကြီးကလည်းတစ်ပတ်ကိုနိုင်ဖြည်းဖြည်းချင်းစီတိုးပြီးတော့ခင်ဗျာရတယ်အဲ့တော့အဲ့ဒါကြီးအားလုံးကိုခင်ဗျာဆက်ဆက်ဝင်တာဝင်ချင်းမှနေတန်းရတယ်6လကျော်ကနေခင်ဗျာ permanent ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီ bus driver job နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားတယ်စူးစမ်းခြင်းနဲ့
လှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုအချိန်မီဆက်သွယ်နိုင်ပါတယ်ကျွန်တော်အားလုံးကျွန်တော်တိတလောက်တက်တလောက်မချွေးမချမ်းမဲနဲ့ကျွန်တော်အားလုံးကိုကူညီပြီးတော့ပြောပြပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ရအောင်